အားလုံးပဲမင်္ဂလာပါဒီနေ့တင်တဲ့ဘလော့လေးကတော့12လပိုင်း9ရက်နေ့ကကြာရတဲ့မြန်မာရဲ့မွေးနေ့မှာရေးသားလေးနဲ့တူရွှေကုန်းပြတာတယ်ပြီးတော့ဒေးဆောင်ဝင်သွားတဲ့ဘလော့လေးကိုတင်တာဖြစ်ပါတယ်ဒါကတော့ချစ်သူကမလေးလုပ်ပေးတဲ့ကိန်းမုံလေးကိုငွေနဲ့လေးမို့တော့ဖြစ်ပါတယ်စားကြပါဦးဘာရှာနေရလဲတော့မသိဘူးတော်မမနဲ့သွားကြည့်မအနီးတယောက်ကကြံကျွေးညောင်ကကိုယ်လည်းတဲ့ငါပြောသေးတယ်တော့နှမောင်းနဲ့လန်တောင်းနေရတော့ပိုကောင်းတာ是的，可以听。啊？啥玩意？Hello。咦？我不懂这个的，别的不累吗？我拿我，这个方面的东西，控制到这个可以了，而且我。这边保利的这里。အမစက်တူနေတော့ကေကိုဖိုင်းနေအောင်ထိုင်ကြည့်ခဲ့ရတယ်တကယ်။တိရစ္ဆာန်တွေကတော့အများကြီးပဲကွာအကုန်လုံးတစ်ကောင်ညင်းစီလိုက်ရိုက်ပို့ကြတော့လေချိန်မရတာလေးရဲ့ပြီးတော့တက်တော့တင်မိုးကြတော့လေချိန်ရတော့အနေနဲ့ကတ်တာထားကြလို့သိမတင်ဖြစ်လာဘူး။ဘေးရရှိပဲ။ဒါတော့ကြားပေါက်လေး3ကောင်ဒီဘက်ကကျတော့စက်တစ်ပေါက်လေး1ကောင်ပေါ့နော်။စက်တစ်ပေါက်လေး1ကောင်ထင်းချင်နေမှာတယောက်တည်းကျောင်းထဲမှာကက်ဒီချက်ကြည့်ဟာဘာလဲဟာအင်းနားလာငယ်ဒီနေ့တော့ဒီလောက်ပါပဲတဒါ